ကိုကြောင့် United တို့ဂျင်းထက်မိပြီလား။ Manchester United အသင်းဟာဒီယာဒီမှာမွေချင်းအမြောက်များတုံးဆွဲပြီးခေါ်ယူခဲ့တဲ့တိုက်စစ်မှုဘက်ဂျမင်ရှက်ကိုဟာကံမကောင်းစွာနဲ့ပဲပရီးမီးယားလိရဲ့အဆိုးအဝါးဆုံးခေါ်ယူမှုဖြင့်သတ်မှတ်ခံလိုက်ရတဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်။ United ကအသက်22နှစ်အရွယ်ဆက်ကိုယူရိုတန်း90ပေါင်တန်း80ကျော်တိပေးပြီးတော့ RB လိုင်းဆက်ကနေခေါ်ခဲ့တာဖြစ်ပါတယ်။ဒန်အက်တလစ်လိုနာမည်ကျော်သတင်းဌာနရဲ့စစ်တမ်းနဲ့ဆုံးဖြတ်ခဲ့ရမှာဆက်ကိုအားပြောင်းရွှေ့ခြင်းနဲ့ပြင်ရတဲ့စွမ်းဆောင်ရည်မထိုက်တန်မှုကြောင့်အဆိုးအဝါးဆုံးခေါ်ယူမှုဖြင့်ရွေးချယ်ခံလိုက်ရတာပဲဖြစ်ပါတယ်။ဒီလိုသတ်မှတ်ခံရခြင်းနဲ့ပတ်သက်ပြီး Man United ရဲ့ခဏဝင်ကုသမားကြီးပီတာရှမိုင်ကယ်ကပြင်းထန်စွာဝေဖန်ပြောဆိုလာခဲ့ပါတယ်။ရှမိုင်ကယ်ကရှက်ကိုခေါ်ယူခဲ့တာလုံးဝဖြစ်တဲ့လုံရဖြစ်ကြောင်းထောက်ပြပြီးအကြောင်းရင်းကတော့ United မှာရခိုင်ကလေးက Ramak Wailan ရှိနေပြီးသားဖြစ်လို့ပဲ။သူကကျွန်တော်တို့မှာ Wailan ရှိပြီးသားပါ။သူကအသင်းမှာ2နှစ်အထိကစားထားပြီးသားသူလည်းဖြစ်ပါတယ်။အခုခင်ဗျားတို့ကြည့်လိုက်ပါ Wailan ကနာပိုလီမှာဂိုးတွေသွင်းပြနေပါတယ်။သူလည်းနေတာကကူညီပေးမဲ့အသင်းပေါ်ပါ။ကျွန်တော်တို့ကသူ့ကိုပြီးခဲ့တဲ့ရာသီကဂိုးသိမ့်မသွင်းနိုင်ခဲ့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့လက်လွတ်ခဲ့ပါတယ်လို့ဝေဖန်ခဲ့ပါတယ်။ရှမိုင်ကယ်ရဲ့ဆိုရာ United ဟာတကယ်တမ်းမှာဆက်ကိုစားလိုအပ်နေတဲ့ကွင်းလယ်ကစားမတူနဲ့ဂိုးသမားတူကိုသာခေါ်ယူခဲ့တဲ့ပြီးလက်ရှိရာသီမှာဂိုးသမားအမားကနေပေးလိုက်ရတဲ့ဂိုးရည်အတွက်ကဂိုးထိရှိနေတာကိုထောက်ပြပြောဆိုလာခဲ့ပါတယ်။အသင်းရဲ့လူကောင်အဖွဲ့ဟာ RB လိုင်းဆက်ကနေရောက်ရှိလာတာကြောင့်လိုအပ်တာတက်ပို့ပြီးဆက်ကိုခေါ်ခဲ့တာဖြစ်နိုင်တယ်လို့ရှမိုင်ကယ်ကသုံးသပ်ခဲ့ပါတယ်။ရှမိုင်ကယ်ပြောသလိုပဲဖိုင်လန်ကတော့လက်ရှိချိန်မှာတော်လေးကိုခြေစွမ်းပြပြီးတော့ဂိုးမြူနေပါတယ်။မယ်နယ်ကနေနာပိုလီကိုပြောင်းရွှေ့သွားခဲ့ပြီးတဲ့နောက်ဖိုင်လန်ဟာနောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာသွင်းဂိုး6ဂိုးနဲ့ဖန်တီးမှုတစ်ချိန်စုစုပေါင်းဂိုးပေါင်ဝင်ပတ်သက်မှု9ချိန်ထိပြုလုပ်နိုင်ခဲ့ပါတယ်။သူကနာပိုလီရဲ့အတွက်စီးတီးရောချန်ပီယံလိမှာပါဂိုးသွင်းပေးနိုင်ခဲ့တယ်လို့ဒိမန်အတွက်လည်းကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာခြေစွမ်းပြနေတာပါ။ဖိုင်လန်ရဲ့သွင်းဂိုးတွေကြောင့်နာပိုလီဟာစီးတီးရဲ့မှတ်ပေးစရာအထိကိုဥဆောင်ထားနိုင်ပြီးချန်ပီယံဖြစ်ဖို့အလားအလာကောင်းတွေကိုပိုင်ဆိုင်နေတယ်လို့ဒိမန်အသင်းကလည်းကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုထိပ်ကနေဓာတ်ရိုက်ခြေစစ်ပွဲအောင်ဖို့အတွက်နှီးစပ်နေပါတယ်။ဆက်ကိုဟာရမောင်းမြင်မာပြီးခနာကိုကျန်းခိုင်မှုကောင်းမွန်တဲ့တိုက်စစ်မှုဖြစ်လို့တောက်ကပ်ပေါ်နဲ့လေတဲကဘောလုံးတွေကိုခေါင်းတိုက်ဖို့ရအားသာချက်ရှိပါတယ်။ဒါဟာပရီးမီးယားလိလိုမျိုးကာယပိုင်းပြင်းထန်တဲ့ပွဲစဉ်တွေအတွက်လိုအပ်တဲ့အရေးချင်းတစ်ခုပါ။တိုးတော်လည်း United အသင်းရဲ့လက်ရှိကွင်းလယ်ဖန်တီးပေးမှုစွမ်းရည်အားနည်းခြင်းဘောလုံးပေးဖို့မတည်ငြိမ်ခြင်းတို့ကြောင့်ဆက်ကိုရဲ့ကစားဟန်အပြေးဝအလုံးမဖြစ်သေးဘူးလို့သုံးသပ်နိုင်ပါတယ်။ဆက်ကိုဟာပြန်မဲ့ခံစီကစားမတွေကိုဆွဲဆောင်ပြီးနေရာလွတ်တွေဖန်တီးပေးရမှာအသုံးဝင်မဲ့သူတို့အားဖြည့်ပေးနိုင်မဲ့ကွင်းလယ်ဖန်တီးရှင်ကွင်းလယ်လူကောင်းတွေမရှိဘဲနဲ့ဒူးတွေကစားနေရတဲ့ကသူ့ရဲ့ထိရောက်မှုဟာလျော့နေသွားပါတယ်။ဒီပြအမေရိကန်နေစနစ်အောက်မှာလျင်မြန်တဲ့တိုင်းစစ်စင်မှုတွေနဲ့ကန်သွင်းခွင့်ပေးဖို့မှုပုံပုံများပြားလာမှသာဆက်ကိုရဲ့ကစားဟန် United အတွက်အကျိုးဖြစ်လွန်လာမှာဖြစ်ပါတယ်။လက်ရှိအခြေအနေအရပြောမယ်ဆိုရင်ကစားမရဲ့စွမ်းရည်ထက်အသင်းရဲ့ကစားကွက်မှာတည်ငြိမ်မှုမရှိခြင်းကသာဆက်ကိုရဲ့ခြေစွမ်းကိုအပြည့်အဝပိတ်ပင်ထားတယ်လို့သုံးသပ်နိုင်ပါတယ်။ဗဂျမင်ရှက်ကိုရဲ့အနာဂတ်လာလာကိုသုံးသပ်ရမယ်ဆိုရင် United ရဲ့တန်း90တဲ့ကစားမတူကိုအခုလိုအဆိုးအဆုံးခေါ်ယူမှုဖြင့်သတ်မှတ်လိုက်တာဟာအတော်လေးဆောင်းလုံးပါတယ်လို့ဆိုရမှာပါ။ကစားမတိုင်းဟာပထမဆုံးရာသီမှာအထူးသဖြင့်ပရီးမီးယားလိလိုမျိုးပြိုင်ပွဲမှာအထိုင်ကျဖို့အချိန်ရွားလေးရှိပါတယ်။ဆက်ကိုမှာရေးချင်းရှိတယ်ဆိုတာကို United ကမွေချင်းမြောက်များတုံးပြီးတော့ခေါ်ယူခဲ့တာပါ။လောလောဆယ်မှာရလက်နဲ့အခြေစွမ်းမထက်ပေါ်သေးတာကိုအမှန်တကယ်ဝန်ခံရပေမဲ့နေပြအမော်လင်လာအောင်မှာအချိန်ပေးပြီးစိတ်ရှည်သီးခံစွာစောင့်ဆိုင်ကြမယ်ဆိုရင်သူ့ရဲ့စွမ်းရည်အစင်မှန်ကိုပြသနိုင်မလားဒါမှမဟုတ်ဂျင်းဖြစ်သွားမလားဆိုတာကတော့ဒီရာသီအကုန်မှာဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။